Chelsea အသင်းကို Nottingham Forest ကဘယ်လောက်ထိရှင်ပြိုင်နိုင်မလဲခံစစ်ပိတ်ကစားတာ Chelsea အသင်းကဂိုးမသွင်းတတ်တဲ့အသင်းတော့မဟုတ်ဘူးမင်္ဂလာပါကိုနာ Post Sport တေးကနေပြန်လဲကြိုဆိုပါရစေဒီဘက် Premier League ပွဲစဉ်ချစ်ရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ Nottingham Forest နဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်အကြောင်းပြောပြချင်ပါတယ်ဆိုတော့ Nottingham Forest က Premier League မှာတော်တော်လေးအခြေအနေစိုးနေတဲ့အသင်းဖြစ်တယ်ဒီဟာဒီ Premier League နောက်ဆုံးသူတို့နိုင်ခဲ့တာက Brentford ကိုအိမ်ကွင်းမှာပြီးခဲ့တဲ့ August လတုန်းက 3-1 နဲ့နိုင်ခဲ့တဲ့ပွဲစဉ်ဖြစ်တယ်အဲ့နောက်ပိုင်း Nottingham Forest က10ပွဲဆက်တိုက်လုံးဝနိုင်ပွဲပြောင်းနေတာတွေ့ရတယ်အခုချိန်ထိဆိုလို့ရှိရင်သူတို့က2လကျော်ထိနိုင်ပွဲဆိုတာဘာမှန်းတော့မသိတဲ့အခြေအနေဖြစ်နေတယ်ဒီကြားထဲမှာ Nottingham Forest ပိုင်ရှင်တွေကမနစ်ကအသင်းကို Europa League ဝင်ခွင့်စုကူးပေးထားတဲ့နေပြ Nuno Santo ကိုထုတ်ပယ်ပြီးတော့ Postecoglou ကိုခန့်ခဲ့တာရှိပါတယ်ဆိုတော့ Nuno Santo ထုတ်ပယ်ပြီးတဲ့နောက်ပိုင်း Postecoglou တာဝန်ယူတဲ့အချိန်ကနေစလို့ Nottingham Forest ကစုစုပေါင်းပွဲစဉ်9ပွဲကန်ပြီးတော့ပါပြီအဲ့ထဲက9ပွဲချုံးတယ်2ပွဲသေးကြတယ်သူတို့လုံးဝနိုင်ပွဲရထားသေးတဲ့အခြေအနေမဟုတ်ပါဘူး Nottingham Forest ရဲ့ Premier League ဇယားရပ်တည်မှုကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအသင်းကရမှတ်9မှတ်ပဲရထားတယ်တိုက်စစ်ကသွင်းဂိုး9ဂိုးပဲသွင်းထားတယ်ခံစစ်ကတော့12ဂိုးထိပြန်ပေးထားရတယ်ဆိုတော့အခြေအနေကတော်တော်ဆိုးနေတယ်ရပ်တည်မှုဇယားရဲ့ရပ်တည်မှုမှာလည်းအဆင့်7မှာရောက်နေတယ်ဆိုတော့တန်းစင်းစုံနာကတ်နေတယ်လို့ပြောလို့ရတယ် Chelsea အသင်းရဲ့အခြေအနေကိုပြန်ကြည့်မယ်ဆိုရင် Chelsea အသင်းက Premier League နောက်ဆုံး3ပွဲဆက်9ပွဲပြောင်းနေမှုကိုပြီးခဲ့တဲ့ပွဲစဉ်ခွန်မှာ Liverpool ကို 2-1 နဲ့အနိုင်ရပြီးတော့ဒါရှေ့ဖြတ်နိုင်ခဲ့တယ်ဆိုတော့ Premier League မှာ Chelsea အသင်းက3ပွဲနိုင်2ပွဲသေး2ပွဲချုံးဆိုတဲ့ရလဒ်နဲ့အမှတ်ပေးစရာရဲ့အဆင့်ခွန်မှာရမှတ်17မှတ်နဲ့ရပ်တည်နေတဲ့အသင်းဖြစ်တယ် Chelsea အသင်းရဲ့ရှုံးခဲ့တဲ့2ပွဲကိုကြည့်မယ်ဆိုရင်သူတို့က Manchester United ကိုရှုံးခဲ့တယ် Brighton ကိုရှုံးခဲ့တယ်အဲ့ဒီ2ပွဲစလုံးက Chelsea အသင်းကအနီကပ်ပြခံထိပြီးတော့တယောက်ရော့နဲ့ကစားခဲ့ရလို့ရှုံးခဲ့တာလို့ရေဘူးရပြောလို့ရတယ်အဲ့ဒီပွဲတွေမှာလည်း Chelsea အသင်းရဲ့ကစားပုံကအဆင့်တစ်ခုထိတိမှတ်ပြုနိုင်စရာရှိတယ်ဆိုတော့ဒီဟာဒီ Chelsea အသင်းကရက်လက်တွေအလွန်ကျွံကောင်းမနေဘူးဆိုတော့လည်းပဲ Chelsea အသင်းရဲ့ကစားပုံကတော့အတိမတ်ပြုရမယ့်အနေအထားမှာရှိတယ်နောက်တန်းကဂိုးတွေပုံမှန်ပေးနေရပေမဲ့တိုက်စစ်ကလည်းဂိုးသွင်းရှိနေတယ်ဆိုတော့ Chelsea အသင်းရဲ့ကွင်းလယ်နဲ့တိုက်စစ်ကတော့တော်တော်လေးအတိမတ်ပြုရမယ့်အနေအထားမှာရှိတယ်နောက်တန်းကတော့ဗျာဒီပိုင်းကိုဝဲဒဏ်ရာရပြီးနောက်ပိုင်းသူတို့အသင်းရဲ့နောက်တန်းကဒါတည်ငြိမ်မှုပျောက်ဆုံးနေတယ်နောက်ကိုသမားကလည်းတစ်ခါလေအမှားလောက်တာမျိုးရှိတယ်ဗောလေဆိုတော့ဒီရှင်တွေကြောင့် Chelsea ရုန်းကန်နေရတာတော့ရှိတယ်သို့တော်လည်းလက်ရှိရှင်တွေမှာဗျာ Chelsea နဲ့ Nottingham Forest ကိုပြန်ရှင်ရင်ဘယ်ဘက်ကရှင် Chelsea အသင်းကအသာရနေတာရှိတယ် Nottingham Forest အိမ်ကွင်းဆိုပေမဲ့လည်း Chelsea အသင်းကို Nottingham Forest ကဘယ်လောက်ထိရှင်ပြိုင်နိုင်မလဲနေပြ Postecoglou ကသူ့ရဲ့ပထမဦးဆုံးနိုင်ပွဲနဲ့အသင်းကိုယုံကြည်ချက်မြင့်အောင်လုပ်နိုင်မလားဒါတွေကစိတ်ဝင်စားစရာကောင်းတယ်ဒါပေမဲ့နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင် Chelsea နဲ့ Nottingham Forest နောက်ဆုံး10ကြိမ်စုစုပေါင်းတွေ့ဆုံထားတာမှာ Nottingham Forest ကတစ်ကြိမ်ပဲနိုင်တယ် Chelsea က6ပွဲနိုင်ပြီးတော့3ပွဲသေကြတယ်ဆိုတော့ထိပ်တိုက်တွေ့ဆုံမှုမှာလည်း Chelsea က Nottingham Forest ကိုအပြတ်သက်သားနေတာတွေ့ရတယ်ဆိုတော့လက်ရှိဒီပွဲအတွက်ကစားသမားတွေရဲ့ဒဏ်ရာရအခြေအနေကိုကြည့်မယ်ဆိုရင် Chelsea အသင်းဘက်ကတော့ကိုပါမာတို့ Dilap တို့မပါနိုင်ဘူးပေါ့ဗျာနောက် Enzo Fernandez ကွင်းလျာအားထားတဲ့ကစားသမား Enzo Fernandez ဒဏ်ရာကြောင့်လွဲလျှော်နိုင်မလားဆိုတာသိချင်မသိဘူးအသေးစားဒဏ်ရာရထားတာရှိတယ်နောက် Reece James ပေါ့အားထားတဲ့နောက်ခံလူလည်းဖြစ်တယ်အသင်းကောင်းဆောင်လည်းဖြစ်တယ်သူလည်းဒဏ်ရာပြဿနာအနည်းငယ်ရှိနေတယ်ဆိုတော့ဒီပွဲမှာပါဝင်နိုင်မလားမပါဝင်နိုင်ဘူးလားဆိုတာသိချာတော့မသိသေးဘူးဒီအခြေအနေကလွယ်လို့ရှိရင် Chelsea အသင်းရဲ့အခြေအနေရက်ပေါ့နော်ဒဏ်ရာရအခြေအနေကကောင်းမွန်တယ်လို့ပြောလို့ရတယ်တခြားကစားသမားတွေကြက်ခိုင်မှုပြီးပါတယ်ဆိုတော့ Nottingham Forest ဘက်ကပြန်ကြည့်မယ်ဆိုရင်အဓိကအသင်းကိုအသွင်းကိုတွေနဲ့ကူညီပေးခဲ့တဲ့တိုက်စစ်မှု Chris Wu ဒီပွဲမှာဒဏ်ရာကြောင့်ပါဖို့မသေးကြဘူးနောက်ထပ်အသစ်ခေါ်ယူထားတဲ့ Zinchenko တို့နောက် Douglas Luiz တို့လူကစားသမားတွေလည်းဒဏ်ရာပြဿနာရှိနေတယ် Chelsea အသင်းရဲ့ဒဏ်ရာရလူစင်းနဲ့ Nottingham Forest ဒဏ်ရာရလူစင်းနဲ့ကလက်ရှိချိန်နေထိတော့ဒီလောက်ပဲပေါ့လေသို့တော်လည်းကြံနေတဲ့လူစင်းကိုပြန်ကြည့်မယ်ဆိုရင် Nottingham Forest နဲ့ Chelsea ကဘယ်လိုမှရှင်းလို့မရဘူးဆိုတော့ Nottingham Forest
ကသူတို့ရဲ့နောက်ဆုံး Postecoglou ရဲ့လက်ထပ်ပေါ့လေနောက်ဆုံးပွဲစဉ်9ပွဲဆက်တိုက်နိုင်ပွဲပြောင်းနေမှုကိုရပ်တန့်ပြီးတော့ Chelsea ကိုအနိုင်ကန်နိုင်မယ်ဆိုရင်တော့သူတို့ရဲ့တွင်းဆုံးကြနေတဲ့ဒီစိတ်ဓာတ်တွေပေါ့နော်ပြန်ပြီးတော့ယုံကြည်မှုပြန်တက်လာနိုင်ကြတော့ရှိတယ်တိုးတော့လည်းဒီလိုလုပ်ဖို့ဆိုတာတော်တော်ခက်ပါတယ်ဒါပေမဲ့ရလက်ကိုသူတို့အကောင်းအောင်စူးစမ်းဖို့ဆိုလို့ရှိရင် Chelsea ကိုတမြန်တိုက်စစ်တွေအမြန်ဆန်ဆင်ပြီးတော့သူတို့Chelsea ကိုပြန်ပြီးတော့ထိုးနှက်ဖို့တော့ရှိတယ်ပေါ့လေခံစစ်ကိုလည်းသူတို့အကောင်းဆုံးကစားပြီးတော့ပေါ့တိုးတော့လည်း Chelsea အသင်းကိုခံစစ်ပိတ်ကစားတာ Chelsea အသင်းကဂိုးမသွင်းတတ်တဲ့အသင်းတော့မဟုတ်ဘူးဒါကြောင့်ဒီပွဲမှာ Postecoglou ရဲ့ချစ်ပွဲမြောက်ပွဲက Chelsea အသင်းနဲ့ကြာတာတော့တော်တော်ကန်ဆိုးတယ်လို့ပြောရမယ်ပေါ့လေဆိုတော့ဒီလိုရလက်တွေစက်တိုက်ဆိုးရနေတဲ့အချိန်မှာ Chelsea အသင်းကိုသူတို့ရင်ဆိုင်ရတာကတော့ဒါအချိန်ခါကောင်းမဟုတ်ဘူးလို့ပြောရမယ်ဆိုတော့ Chelsea အသင်းကနောက်ဆုံးသူတို့နှစ်ပွဲဆက်ပေါ့လေနောက်ချန်ပီယံလိဂ်မှာ Benfica ကိုနိုင်တယ်ပရီးမီးယားလိဂ်မှာ Liverpool လို့ထိပ်တန်းအသင်းကိုနိုင်တယ်အဲ့ဒါကြောင့်သူတို့ဟာနောက်ဆုံးနှစ်ပွဲဆက်နိုင်ပွဲရပြီးတော့ယုံကြည်မှုတွေပြန်ပြီးတော့မြင့်တက်နေတာရှိတယ်ဒါကြောင့် Chelsea အသင်းကပဲဒီပွဲမှာလဲ Nottingham Forest ကိုအနိုင်ယူသွားမယ်လို့ထင်ပါတယ်